哈，多吧比，追杯下西了，没比碰回来没比，来不嘛没生你路，追拉到你都卡呗，啊，电脑里背来没？嘿嘿。哎，娜娜，你来嘛没生你的，俺啥不了，把那么记着啊？我这边就想你了。哈。ပုံမှန်အားဖြင့် Messenger setting တွေက privacy and safety active status ကိုပိတ်လိုက်ရင်ကို active နောင်ဖြစ်တာကိုသူများတွေကမမြင်ရတာမျိုးဖြစ်ရမှာပါတကယ်လို့ကိုက active status ကိုပိတ်လိုက်ပေမဲ့လည်း active နောင်ဖြစ်နေတာကိုသူများတွေကမြင်နေရလို့ဆိုရင်ဒီချက်လေးတွေကိုစစ်ဆေးကြည့်ဖို့အကြံပြုချင်ပါတယ်ရှင်နံပါတ်1 device အားလုံးမှာပိတ်ထားခြင်းရှိမရှိစစ်ဆေးပါ Messenger ကို phone အပြင်တခြားကွန်ပျူတာတွေမှာပါတုံးတက်တာမျိုးဆိုရင်တနေရာမှာပိတ်ထားပေမဲ့လည်းနောက်တနေရာမှာပွင့်နေတာမျိုးဆိုရင်သူများတွေကကိုကိုအတစ်နောင်ဖြစ်နေမြင်နေရအောင်ပါပါအဲ့ဒါကြောင့်မလို့သုံးသမျှ device တွေအားလုံးကိုပိတ်ထားဖို့လိုအပ်ပါတယ်ရှင်နံပါတ်2 Facebook နဲ့ Messenger အဲ့ဒီ application တစ်ခုလုံးကိုစစ်ပါတချို့ဖုန်းတွေမှာဆိုရင် Facebook နဲ့ဒီ Messenger တွေကပေါ့နော် active status တွေကတိကျဖြစ်နေတာမျိုးဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့ Messenger တွေက profile တွေကိုဝင် privacy and safety တွေက active status ကိုပိတ်ထားပေးပါ Facebook ထဲမှာဆိုရင်လည်း setting and privacy တွေက setting active status ကိုပိတ်ထားပေးဖို့လိုအပ်ပါတယ်ရှင်နံပါတ်3အချက် application ကို update လုပ်ပေးပါတစ်ခါတရံမှာ application version ဟောင်းနေတာမျိုးဆိုရင်လည်း setting တွေကကမောက်ကမဖြစ်သွားတတ်ပါတယ်အဲ့ဒါကြောင့်မလို့ App Store ဒါမှမဟုတ် Play Store ထဲက Messenger ကို update လုပ်ဖို့လိုအပ်ပါတယ်ရှင်နံပါတ်4 log out လုပ်ပြီးပြန်ဝင်ပါ setting တွေကအသက်မဝင်သေးတာမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ account ကို log out လုပ် app ကိုပိတ်ပြီးမှနောက်ထပ်တစ်ဖက် log in ပြန်ဝင်ပြီးတော့အသုံးပြုတာကလည်းအဆင်ပြေစေတတ်ပါတယ်နော်အောင်မဲငါအချိန်မပေးဘဲနဲ့ဒီမှာတော့ကြီးလာဖုန်းလာခဲ့